တမတော်နဲ့ TNA အဖွဲ့နှစ်ဖက်ကိုဆက်လက်များတရုတ်နိုင်ငံကူမင်းမြို့တွင်တွေ့ဆုံကအပိအခတ်ရက်စဲရေးသဘောတူညီချက်ရရှိခဲ့ကြောင်းအဓိကအားဖြင့် TNA အဖွဲ့ဒီမိုးကုတ်နှင့်မိုးမိတ်မြို့နယ်တို့မှဆိုခွာမြခဲ့ကြောင်းသိရပါတယ်။ဒီတွေ့ဆုံဆွေးနွေးပွဲဟာကိုကျင်မြောက်ဖြစ်ပြီးအော်တိုဘာလ29ရက်နဲ့28ရက်နေ့တွေမှာတရုတ်နိုင်ငံကူမင်းမြို့မှာကျင်းပခဲ့တာပါ။ TNA အဖွဲ့ဟာတမတ်ကာလအတွင်းမိုးကုတ်နှင့်မိုးမိတ်မြို့နယ်တို့ကနေပြန်လည်ဆုတ်ခွာပေးရမှာဖြစ်ပါတယ်။အော်တိုဘာ29ရက်နေ့ကစပြီးနှစ်ဖက်ရောက်ရှိတဲ့နေရာတွေမှာတက်များရပ်တန့်ပြီးအပြန်လန်အပိအခတ်ရက်စဲရေးကိုသဘောတူညီခဲ့ကြပါတယ်။တမတော်အနေနဲ့တာဟန်ဒေတာကိုလေရင်ဘုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုလုပ်ဖို့သဘောတူခဲ့ပါတယ်။ TNA ဟာပြီးခဲ့တဲ့2020စစ်စင်ရေးမှာမြို့များစွာကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့တမတော်ကလေကြောင်းနဲ့မြေပြင်ထိုးစစ်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ရာနောင်ချိုကြောက်မဲနဲ့တီးဘောမျိုးတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။တမတော်ရစစ်ရေးဖျားတွေဆက်ရှိနေချိန်မှာပဲ TNA ဘာကမိုးကုတ်နဲ့မိုးမိတ်မျိုးတွေကနေစုတ်ခွာမယ်ဆိုတဲ့သဘောတူညီချက်ထွက်ပေါ်လာတာပါ။ဒါပေမဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော့တိုင်းရင်းသားမဟာမိတ်မားနဲ့ပူးပေါင်းပြီးရရှိထားတဲ့ထိန်းချုပ်နိုင်မြေတွေကိုဆက်လက်ကာကွယ်သွားမယ်လို့ယနေ့မှာပဲထုတ်ပြန်ကြေညာခဲ့ပါတယ်။မိုးကုတ်ဒေသကတော်လှန်ရေးအင်အားစုများကလည်း TNA စုခွာသွားပေမဲ့၎င်းတို့အနေနဲ့ဆက်လက်ခုခံကာကွယ်သွားမည်ဖြစ်ပြီး NUG MOD ဦးဆောင်ရင်အသေးခံတိုက်ဖို့အစဉ်သင့်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ TNA နဲ့တပ်မတော်အပိရက်ခဲ့ပေမဲ့ဒေသတွင်တော်လှန်ရေးအင်အားစုများကတော့၎င်းတို့ရဲ့တော်လှန်ရေးရည်မှန်းချက်တွေကိုဆက်လက်ဖော်ဆောင်သွားမယ်လို့ကြေညာလိုက်တာဖြစ်ပါတယ်ခင်ဗျာ။